ကက်စီနိုလွနာကြောင့်ထိုင်းမြန်မာနယ်စပ်ကတောကျုံအောင်ကြားမှာပြားရည်ဆန်ခီထွက်နေတဲ့ဟင်းဝီရံနဲ့စိုးပြည့်သစဉ်ကက်စီနိုကချွေထားတာကြောင့်ထိုင်းမြန်မာနယ်စပ်ရွှေတရိကန်ဒေသကတောကျုံအောင်ချာကျောင်းကျိုးကျောင်းကြားမှာဟန်နီမွန်းထွက်နေတာကဟင်းဝီရံနဲ့စိုးပြည့်သစဉ်တို့ငယ်စဉ်ဆုံတွဲပါဒါကြောင့်လေလူတွေကတော့ဝိုင်းပြောဝိုင်းဟာနေကြတာဖြစ်ပါတယ်ဟန်နီမွန်းထွက်တဲ့ဆိုတာကကျင်းဆောင်ဇနီးမောင်နှံနေမင်္ဂလာဆောင်ပြီးရင်ជីနူးနူးသွားကြတဲ့အရာဖြစ်ပါတယ်တာမန်လူရန်စာချစ်သူစုံတွဲရင်တော့ဝေဆောင်ချောင်းသာပကံခီးသွားပါသေးတယ်။ချမ်းသာတဲ့တတိယဆုံးနိုင်ငံခြားကကဘာကျော်နေရာတွေကိုပဲခီးသွားတာပါ။အခုတော့ဟင်းဝီရံနဲ့စုပြည့်တစင်တို့စုံတွဲရင်ပြားရည်ဆန်ကီးစင်ကလူတွေထင်ထားသလိုဖြစ်မလာတော့ပဲတောကျုံအောင်ကြောင့်ရောက်သွားတဲ့အပြင်တော်တော်ကက်စင်းနေတဲ့ပုံပေါက်နေလို့ဝေဖန်ခံနေရတာဖြစ်ပါတယ်။တာမန်အဖြစ်ပြားရည်ဆန်ခီးလို့ပြောလိုက်ရင်လူတိုင်းပြင်းမြင်မိကြတာကအေဂျင်မီတာဟန်လှပတဲ့နေရာတွေပါ။တာမန်ဝင်ငွေရှိရဲ့ချစ်သူဆုံးတွဲရင်တော့ကိုယ့်အိတ်ကတွေကပတ်စံကိုစိုက်ထုတ်ပြီးငွေဆောင်တို့ချောင်းသားတို့ပကံတို့လိုနေရာမျိုးတွေကိုရွေးချယ်တတ်ကြပါတယ်။ဒါပေမဲ့နိုင်ငံကျော်ထိပ်တန်းမင်းသားမင်းသမီးဆုံးတွဲဖြစ်တဲ့ဟိန်းဝရံနဲ့စုပ်ပြည့်သစင်တို့ကတော့အားလုံးရဲ့မျှော်လင့်ချက်တွေကိုရိုက်ချိုးပြီးထိုင်းမြန်မာနယ်စပ်ရွှေတရိကန်ဒေသဘက်ကိုဦးတည်သွားခဲ့ကြပါတယ်။ဒီနေရာဟာလက်ရှိချင်းနေရကြားပြလုပ်ငန်းတွေနဲ့နာမည်ပြတ်ရှိနေတဲ့နေရာဖြစ်တယ်လို့လုံခြုံရေးအရာလိမ့်စိတ်ချရတဲ့နေရာမျိုးမဟုတ်ပါဘူး။ဒီလိုကြောင်ကြိုကြောင်ကြားနေရာမျိုးကိုမှပြားရည်ဆန်ခီးဖြင့်ရွေးချယ်လိုက်တာကပြိတ္တတွေအတွက်တော့တကယ်ကိုအံ့ဩစရာပါပဲလူတွေကတော့ဟင်းဝီရံနဲ့စိုးပြည့်တဲ့စင်ကိုကက်စီနေတဲ့ဆိုပြီးပြောနေတာဖြစ်ပါတယ်တကယ်ဆိုအားလုံးသိကြတဲ့အတိုင်းလက်ကီတိုင်းမမြန်မာဆင်ရွှေရတနာဆိုင်ပန်းရှင်တထေးကြီးဦးကျော်ကသူတို့ဆောင်တွဲတွင်ပြားရည်ဆန်ခီးစင်ကိုငွေကြေးကန့်သတ်မရှိအကုန်ကြခံထောက်ပံ့ပေးထားတာပါပြောရရင်သူတို့အနေနဲ့ကမ္ဘာ့စစ်မီဥရောပနိုင်ငံတွေပြင်သစ်အီတလီဒါမှမဟုတ်အနည်းဆုံးမော်ဒယ်လိုနေရာတွေတွားတင်တယ်လို့ပြည်သက်တွေကမျှော်လင့်ခဲ့ကြတာပါလက်ကီတိုင်းမတထေဦးကျော်ကစိုးပြည့်သစင်နဲ့ဟင်းဝီရန်ကိုအကြိုက်သုံးဆိုပြီးပြောထားပါလင်းနဲ့ဘာကြောင့်များနေဆက်မျိုးလေးကလမ်းပေးစည်းဆိုင်တန်းဒီမှာဝင်စားနေရတာလဲဆိုပြီးလူပြောများနေတာဖြစ်ပါတယ်တချို့ကတော့မင်္ဂလာပွဲ၅ပွဲလုပ်လိုက်ရလို့လက်ထင်းငွေပြတ်သွားတာလားဒါမှမဟုတ်အကျင့်ပါနေပြီးကက်စိနေရလားဆိုပြီးဝေဖန်နေကြပါတယ်သူတို့ရဲ့လူမှုကွန်ရက်မှာတက်လာတဲ့ပုံရိပ်တွေကိုကြည့်ရင်လေဝတ်စားစီရင်မှုကအစားနာမည်ကြီးမင်းသားမင်းသမီးစုံတွဲဆိုပြီးဖက်ရှင်လန်းနေတာမျိုးမဟုတ်ပဲနေရောက်တက်လာတဲ့စုံတွဲပုံစံမျိုးတောဂိုက်စတိုင်မျိုးဖြစ်နေတာကိုတွေ့ရပါတယ်နာမည်ကြီးနုပညာရှင်တွေဖြစ်ပေမဲ့ဒီလိုခီးစဉ်မျိုးမှာလမ်းဘေးဆိုင်ထိုင်ဆောင်ဝတ်ပုံစားပုံကလည်းတောဆန်နေတာကြောင့်ပြည်သက်တွေကြားမှာရှိစရာဟာတာတပုတ်လိုဖြစ်နေရတာပါတကယ်တမ်းစဉ်းစားကြည့်ရင်သူတို့မှာခွင့်ရေးပြေဝရှိပါတယ်စပွန်ဆာတတိကလည်းလူလေးသိမ်းမရှိစီစဉ်ပေးထားတာပါဒါပေမဲ့ဒီခွင့်ရေးကိုတုံးကြပဲရွှေတရိကန်ဒေသလိုမျိုးနေရာမှာသွားပြီးချိုးချံချွေတာနေတာကတော့နားလည်ရခက်ပါတယ်တချို့ပြည်သက်တွေကတော့ဥကြုံကပတ်စံပေးကကြော်ညာအတွက်နေဆက်ဘက်ကိုလွတ်လိုက်တာလားလို့တန်တရားဝင်ကြပေမယ့်သူတို့ကိုယ်တိုင်ကကက်စီနေတာငွေရှိပြီးမတုံးတတ်တယ်လို့ဖြစ်နေတဲ့သူတို့ရဲ့ပုံစံကပြည်သက်တွေပြောချင်စရာဖြစ်နေတာအမှန်ပါပဲပြားရည်ဆန်ခီဆိုတော့ဘဝမှာတစ်ခါပဲကြုံရမယ့်အမှတ်တရားပါဒီလိုချိန်မျိုးမှာတော့ကစီနေပြီးတောချိုအောင်ကြရွေးချယ်ခဲ့တဲ့ငယ်စဉ်စုံတွဲရဲ့စိတ်ကူးကတော့တကယ့်ကိုစမ်းကြဲလွန်လာပါတယ်ပရိသတ်ကြီးရောငွေကြေးကန့်သက်မရှိရပါလဲနဲ့ဒီလိုလမ်းပြေးဆိုင်မှာချွေတာစားတော့ပြီးပြားရည်ဆန်ခီထွက်နေတဲ့သူတို့နှစ်ယောက်ကိုကြည့်ပြီးဘလို့ခံစားရပါလဲတကယ်ပဲကစီနဲလို့နဲ့လို့မထင်ကြဘူးလားကိုယ့်ရဲ့မြင်လေးတွေကိုပြောသွားကြပါအောင်ရှင်